ဆက်တွေအောက်မှာတယောက်သေးမြေမုံကြားကရုံထွက်လို့ပွင့်ခဲ့ရနေအောင်ကြီးကိုငတ်မွတ်တဲ့ပန်းတပွင့်ခက်ခဲစွာနဲ့ပဲဖူးငုံခဲ့ရတယ်အလားဆုံးပန်းတပွင့်ဖြစ်ဖို့ကိုယ်တိုင်ရုံးကန်ကြိုးစားပွင့်ခဲ့တာလောကကြီးကအလားကိုပဲငေးမောကြည့်နေချိန်သူရင်တဲ့ကတန်ရာတွေကိုဘယ်သူမြင်မှလဲရှိန်ကုန်လို့ညို့ရတော့မယ်လေးပြေလေးညင်တိုက်ခတ်ချိန်ရနံတွေလည်းတဖြည်းဖြည်းလွင်ပါလို့တောက်ပါခဲ့တဲ့အယောင်တွေမိန်ဖြောသွားပွင့်ချက်ကလေးတွေမြေခဖို့ပြင်နေပြီရင်ခုန်သံတွေလည်းအေးစလို့ပွင့်မို့တွေ့ရုံးကန်ခဲ့ရသမျှကျွေးဖို့အတွက်ပဲဖြစ်နေခဲ့တာလားခေတ္တခဏလေးလာပခွင့်ရဖို့နာကျင်ခဲ့ရတဲ့ပန်းကလေးရဲ့ဒီကဘာမြေကချေစုပါကွယ်ညနေခင်းရဲ့အရိပ်တွေအောက်မှာနောက်ဆုံးပွင့်ချက်ကလေးမြေပေါ်ခါလို့သူ့ရဲ့ပုံပြင်လေးဒီမှာပဲပြီးဆုံးပြီအလားဆုံးပန်းတပွင့်ကျွေလင်းခဲ့ပြီ